အားလုံးပဲမင်္ဂလာပါဒီနေ့ဖုန်းသုံးနေတဲ့လူတွေအားလုံးသိကြရမယ့်အကြောင်းလေးတစ်ချက်ကိုပြောပြခြင်းပါတယ်အခုနောက်ပိုင်းနိုင်ငံတော်ကနေပြီးတော့စီးရန်ရစနစ်နဲ့ဖုန်းတိုင်းမှာ IMEI နဲ့မှတ်ပုံတင်ခိုင်းဖို့လောက်လာကြတာကိုကြားမိကြမှာပါဒါကတော့မလ2026ကနေစပြီးအသက်ဝင်လာတာဆိုတော့ကို့ဖုန်းကမှတ်ပုံတင်မိသားလားမဟုတ်ရင်နောက်ဝပိတ်သွားမှလားဆိုတော့ဒီနေ့တေချာလေးရှင်းပြပေးပါမယ်နံပါတ်1တင်နဲ့စီးရန်ရဆိုတာပါလဲအရင်ဆုံးစီးရန်ရဆိုတာပါလဲဆိုတော့နည်းနည်းပြောပြပါမယ်သူ့ရဲ့အရှိက Central Equipment Identity Register ပါရိုးရိုးပြောရရင်ဖုန်းတစ်လုံးစီရဲ့ IMEI နံပါတ်15လုံးကိုဘုံမှတ်ပုံတင်စနစ်မှာမှတ်တမ်းတင်ထားတာပါရည်ရွယ်ချက်ကတော့ခိုးရပါဖုန်းတွေအခွန်မဆောင်မဲ့တရားမဝင်တင်သွင်းလာတဲ့ဖုန်းတွေကိုစီးစစ်ဖို့ပါစည်ရေးဖို့ကောင်းတာတစ်ခုကတော့လက်ရှိမြန်မာနိုင်ငံမှာသုံးနေတဲ့ဖုန်းတော်တော်များများမတ်လ31ရက်နေ့မတိုင်ခင်မှာခွင့်ပြုစင်းတွေကိုအလိုလိုဝင်ရောက်သွားမှာဖြစ်ပါတယ်ဒီတော့ဖုန်းဝင်မယ်ဆိုရင်ဒီလမကုန်ရင်ဝယ်ပြီးတော့နိုင်ငံတွင်းရစင်ကတ်တစ်ခုကိုထည့်သုံးဖုန်းခေါ်လိုက်ဒါဆိုရင်တော့ခွင့်ပြုစင်းနဲ့ပါသွားပါပြီဒီနေရာမှာစိတ်ပူစရာရှိတာ PI ဖုန်းသုံးနေတဲ့လူတွေအပြင်ကဝယ်ထားတဲ့တရားမဝင်ဖုန်းတွေကိုကင်ထားတဲ့သူတွေကစိုးရိမ်နေကြတာတွေ့ရပါတယ်အဓိကကတော့အခွန်ဆောင်မှုပါပဲတရားမဝင်ဖုန်းဆိုရင်အခွန်က35%လောက်ကိုထပ်ပေးနိုင်ရပါတယ်ဒါပေမဲ့တစ်ခုရှိတာအခွန်ဆောင်ပေးပြီးတော့မှတ်ပုံတင်လိုက်ရင်ဘာမှစိုးရိမ်စရာမရှိတော့ပါဘူးဒါကြောင့်လည်းအပြင်မှာအခွန်ဆောင်ပြီးသားဖုန်းတွေဈေးတွေကပိုတက်လာနိုင်တယ်လို့ထင်ပါတယ်ဒီတော့ဖုန်းကိုဘယ်လိုစစ်မလဲကို့ဖုန်းကဘယ်လိုအနေထားရှိလဲဆိုတာကိုစစ်ကြည့်ခြင်းဒီနည်းလမ်းတိုင်းစစ်လို့ရပါတယ်ဖုန်းရဲ့ဖုန်းခေါ်တဲ့နေရာမှာ *06# ကိုနှိပ်ပါ IMEI နံပါတ်ထွက်လာပါလိမ့်မယ်အဲ့ပြီးသွားလို့ IMEI ထွက်လာရင် www.ceir.gov.mm website ကိုဝင်လိုက်အဲ့ဒီမှာချက် IMEI status ထဲမှာခုနနံပါတ်ကိုထည့်လိုက်ပါ status မှာတော့ register ပြနေအေးဆေးပါပဲတခုသတိထားရရှိတာ IMEI က2ခုရှိပါတယ်အဲ့တော့ SIM card ကို2ကတ်ထည့်ပါ IMEI 2ခုလုံးစစ်ကြည့်ပါအဲ့လိုမှမဟုတ်ပဲတနေရာနီနေတော့အပေါ်မှာပြောခဲ့သလိုပဲ SIM card တစ်ခုထပ်ထည့်ဖုန်းခေါ်ပြီးရင်ပြန်ဆန်းကြည့်အဲ့ဆိုရင်တော့မီးစိမ်သွားပါလိမ့်မယ်အဓိကကတော့အခွန်ဆောင်မိသားဖြစ်ဖို့ပါပဲအခွန်မပေးထားတဲ့ဖုန်းတွေကတော့ဖုန်းလိုင်းပိတ်သွားနိုင်တဲ့အတွက်အများဆုံးစစ်ဆေးပြီးဆောင်ရွက်ထားကြဖို့အကြံပေးခြင်းပါတယ်နောက်ထပ်တည်ကျင်လာရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်ဒီအကြောင်းအရာအသုံးဝင်နေဆိုရင်တော့တကယ်ချင်းလေလူကြီးမိဘတွေကိုလည်းသတိပေးလိုက်ကြပါဦးအားလုံးပဲကြည့်ဆိုင်ကြပါကျေးဇူးတင်ပါတယ်